လားပြောချင်တယ်လို့ပြောလို့ရတဲ့ပါဇက်ကြီးမှာပြောချင်တယ်လို့မပြောအောင်နော်အောင်းတာတွေရွေးပြောရမယ်ပြောပါလေရွေးပြောရမယ်လှုပ်ချင်တယ်လို့လှုပ်လို့ရတဲ့ဟဲ့ဒီလောကကြီးထဲမှာလှုပ်ချင်တာလှုပ်ရမှာလားလှုပ်တဲ့တာလှုပ်ရမှာလားအေးအဲ့ဒါပဲရှင်ပြားတို့ပြောချင်တယ်လို့ပြောလို့ရတော့ငါတို့ပါဇက်ငါတို့ပြောချင်တယ်လို့ပြောရတာပဲတယောက်နဲ့တယောက်နဲ့ရံဖြစ်တာတယောက်နဲ့တယောက်နဲ့ဒုက္ခရောက်တာတွေပြောလို့ဖြစ်ပါမလားအမှန်ကြောင့်ပြောချင်တယ်လို့ပြောလို့ဟဲ့ဒီပါဇက်ကြီးထဲမှာပြောချင်တယ်လို့မပြောရဘူးတဲ့ပြောတဲ့နာအောင်းတဲ့ဥစ္စာရွေးပြောပါတဲ့ဘုရားရှင်ကကြားလားဘာပါပြီလားဟောကိုင်းတို့ရှောက်ပေးနေမှာခုစိတ်ဘာတွေတွေးမနေမသိဘူးနော်တွေးနေမှာတွေးကြတယ်လို့တွေးလို့ရတယ်ရှင်များတို့အတွေးတွေကဒါပေမဲ့ဘုရားရှင်ကတွေးကြတယ်လို့မတွေးနဲ့တဲ့အကုသိုလ်ဖြစ်အောင်မတွေးနဲ့ကုသိုလ်ဖြစ်အောင်တွေးတဲ့ဘာဖြစ်အောင်တွေးဒါဘယ်လိုတွေးမှာတော့ဒီနေ့လူတွေကကုသိုလ်ဖြစ်အောင်မတွေးတတ်ကြဘူးအမှန်လူတွေကဆင်းရဲဒုက္ခရောက်နေတာဆင်းရဲဒုက္ခရောက်နေတာဘုရားကြောင့်ရောက်နေတာမဟုတ်လူတို့ကြောင့်ရောက်နေတာသဘောပေါက်ရလားတချို့ကဘုရားကမြန်သူတို့ကိုရံဖြစ်ခိုင်းထားသလားအောင်းမရတယ်ဘုရားရှင်ကမြန်တယောက်နဲ့တယောက်နဲ့တတ်အောင်လုပ်ပေးတယ်လို့တပတ်မဟုတ်ပါဘူးမဟုတ်ဘူးသူတို့ကိုယ်တိုင်ကအတွေးမှားနေတာဘာမှားနေတာတော့အဲ့အတွေးမှားတာတွေကိုအမှန်ပြင်ပေးနိုင်အောင်ကိုယ်တိုင်ကအတွေးမှန်ရမယ်ကိုယ်တိုင်ကဘာဖြစ်မှာတော့ကိုယ်တိုင်တွေးမမီကိုယ့်ရဲ့နီးစပ်တဲ့တရားဓမ္မတွေအတွေးမှန်အောင်ကူညီပေးရမယ်အတွေးမှန်အောင်ပါတော့သူတို့ကိုကူညီပေးဆောက်ရှောက်ပေးကြားလားအဲ့တောင်ဝင်ရှင်များတို့မှရှိသလားမရှိဘူးလားအဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်လောကလူတွေကအတွေးလေးမှန်သွားပြီဆိုအပြောတွေမှန်အလုပ်တွေမှန်ပြီသူတို့လည်းမချမ်းသာဘူးလားဘုန်းဘုန်းတို့လည်းမချမ်းသာဘူးလားဒါမျိုးအတွေးမှန်အောင်ကြိုးစားကြရအောင်နော်ဘောပေါရလားဘဝမှာအရေးကြီးဆုံးအတွေ့အကြုံမဟုတ်လားကံတော်မှာလည်းမှာအာယကဝစီကမ